အပြင်ကအတန်တစ်ခုကြားလို့ Jason ကြည့်လိုက်တဲ့အခါ Wolf က Cassidy ရဲ့အတွင်းအင်္ဂါတွေကိုစားပြီးသွားတာကိုတွေးလိုက်ပါတယ်။အဲ့ဒီအချိန် Jason ရဲ့စိတ်ထဲမှာအကြံတစ်ခုရလာပါတယ်။သူဟာ skateboard အပါဝင်အိမ်ထဲကပစ္စည်းအဟောင်းတွေကိုအသုံးပြုပြီးထောင်ချောက်တစ်ခုလုပ်ပါတယ်။ခွေးသားတစ်ပိုင်းကိုဘဲအဖြစ်ထည့်ပြီး chimney ကနေအပြင်ကိုချလိုက်ပါတယ်။ Fox တကောင်ကအစာကိုလာယူသွားပေမဲ့ Truck ကနောက်ကျပြီးမှအလုပ်လုပ်တာကြောင့် Fox လွတ်သွားပါတယ်။ Jason က truck ကိုထပ်ပြင်ပြီးနောက်တစ်ချိန်ဆန်းတဲ့အခါ Farka ကိုဖမ်းမိသွားပါတယ်။ဒါပေမဲ့ Farka ကိုအတွင်းဆွဲတင်ဖို့လုပ်တဲ့အချိန်မှာ Silk ကအလေးချိန်မခံနိုင်ပဲပြတ်သွားပြီး Farka လွတ်မြောက်သွားပါတယ်။နောက်ဆုံး Jason ကကားထဲကအစိပ်ပိုင်းတချို့ကိုအသုံးပြုပြီး KG အသေးတစ်ခုပြုလုပ်ပါတယ်။ဒီတစ်ခါတော့ဘဲအဖြစ်ဟင်းသီးဟင်းရွက်တွေကိုအသုံးပြုပါတယ်။ Squirrel တကောင်ကအဲ့ဒီ truck ထဲဝင်လာပြီးအလေးချိန်ပေါ်တာကြောင့်မိသားစုက chimney ကနေအိမ်ထဲကိုအောင်မြင်စွာဆွဲသွင်းနိုင်ပါတယ်။အခုတော့သူတို့မှာစားစရာအသစ်တစ်မျိုးရလာပါပြီ။အဲ့ဒီနောက် Jason ကအခန်းကျမ်းပြင်ကတစ်သားပြားတွေကိုဖြုတ်ပြီးမြေကြီးစီရောက်အောင်ဖောက်ပါတယ်။အဲ့ဒီနေရာမှာပဲ indoor garden စတင်စိုက်ပျိုးကြပါတယ်။လရီကြာလာတာနဲ့ Jason ဟာငှက်တွေကြွက်တွေယုံတွေနဲ့အခြားတိရစ္ဆာန်ငယ်တွေကို truck တွေသုံးပြီးဖမ်းဆီးကာမိသားစုအတွက်အစားအစာရှာပေးနိုင်လာပါတယ်။တညမှာတော့ရက်ကွက်တစ်ခုလုံးလျှက်စစ်မီလုံးဝပြတ်သွားပါတယ်။အဲ့ဒီနောက်သူတို့ရဲ့ညတွေကိုဖျောင်းတိုင်လင်းရောင်နဲ့ပဲဖြတ်တန်းရပါတော့တယ်။ဒီလိုနဲ့9နှစ်ကြာသွားပါတယ်။ကလေးတွေဟာအခုဆိုရင်10ကျော်သက်အရွယ်ရောက်နေကြပါပြီ။ရက်ကွက်ထဲမှာသူတို့မိသားစုကလွယ်ပြီးအသက်ရှင်ကျန်ရစ်တဲ့အိမ်နီးချင်းတယောက်မှမရှိတော့ပါဘူး။ Grant ကဖင်းနာတီးကျွမ်းကျင်လာပြီး Gordon ကလည်းအခန်းတစ်ခုလုံးနီးပါးကိုဖုံးလွှမ်းသွားပါပြီ။မိုးရေကိုတန့်စင်ဖို့ peripheral တစ်ခုရှိလာပြီး Jason က truck တွေကိုလည်းအလိုလျောက်အလုပ်လုပ်နိုင်အောင်တိုးတက်အောင်ပြင်ဆင်ထားပါတယ်။အိမ်နီးချင်းရက်ကွက်တစ်ခုလုံးမှာအပင်ရိုင်းတွေပြည့်နှက်နေပြီးလမ်းတွေပေါ်မှာလည်းတောရန်တိရစ္ဆာန်တွေလွတ်လပ်စွာသွားလာနေကြပါတယ်။